နောက်ဆုံးထွက်ထားတဲ့ Osmo 7P ဝယ်ထားပြီးတော့ဒီဟာငါဘယ်လိုလောက်မလဲမသိသေးရငါတော်တော်သုံးတာပဲဟိုမှ Osmo Mobile 7P သုံးပြီးကြိုက်နေတာပဲHello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ညီမရဲ့တနေ့တာ daily vlog လေးကိုရိုက်ပြပေးသွားမှာဖြစ်ပါတယ်ဒါဆိုရင်တော့ဒီနေ့မှာဘာတွေလုပ်သွားမလဲဆိုတာကိုလိုက်ကြည့်ပေးကြပါဦးနော်အမကျွန်တော်မေးစရာလေးရှိလို့ မေးလိမ့်ပါလေ ဟိုအဲ့ဒါလေးကဘယ်လိုတက်လဲမသိ ဒီကောင်လေးကိုပြောရလားမောင်လေးက Osmo 7P ပဲသုံးတာ ဟုတ်တယ်ဗျဒီမှာလေးကျွန်တော်မသုံးတက်လို့အဲ့ဒါလေးဘယ်လိုချိတ်လဲမသိလို့စိတ်မရှိလေအမအချိန်ရလားမသိဘူး ရရတယ်မောင်လေးအဲ့ဆိုရင်အမရှင်းပြပေးရမလား ဟုတ်ရှင်းပြပေးပါလေဒီကောင်လေးကတော့ကျွန်တော်ဝယ်ရတော့မကြသေးဘူးဒါပေမဲ့ဒီကောင်လေးကိုကြာကျွန်တော်မသုံးတော့ဘူးဟုတ်ရရလေမောင်လေးအမလည်းဝယ်ထားတော့မကြသေးဘူးပေါ့နော်ဒါပေမဲ့အမရှင်းပြပေးမယ်ဆိုတော့အမတို့ပထမဆုံးဒီကောင်ကကျတော့ multi functional module လို့ခေါ်တယ်မောင်လေးဆိုတော့ဒီကောင်ကကျတော့အမတို့အရင်တော့ Osmo Mobile 7တွေနဲ့မတူတော့ဘဲနဲ့ဒီ 7P မှာကတော်တော်မိုက်တဲ့ features တွေကဒီကောင်မှာတော့ရတယ်ပေါ့နော်ဆိုတော့ဘယ်လိုတော့ရလဲဆိုရင်အမပြပြပေးမယ်ဆိုတော့ပထမဆုံးဒီ phone client ကိုသိရမလားမောင်လေးဟုတ် phone client ရဲ့ဒီဘေးနားမှာကျတော့အမတို့ကဒီပင်လေးပါသွားတယ်ဆိုတော့အဲ့ကောင်ကကျတော့ဒီ multi functional module ကိုတက်ဖို့အတွက်ပေါ့နော်ဆိုတော့အမတို့ကတန်လိုက်ပါတဲ့အတွက်ဒီလိုမျိုးလေးကတ်လိုက်ရတယ်ကတ်လိုက်တာနဲ့တော့သူ auto ချိန်ပြီးသားပေါ့နော်ဆိုတော့အမတို့ကဒီကောင်လေးတက်လိုက်တာနဲ့မောင်လေးပထမဆုံးကိုယ့်ရဲ့ဒီ original camera application လေးတဲ့ကိုဝင်လိုက်ပေါ့နော်ဝင်လိုက်ပြီဆိုတာနဲ့အမတို့ကပုံမှန်အရင်လိုပဲ gesture control လုပ်လို့ရတယ်ဆိုတော့လက်ပြလို့ရတယ်လက်စိတ်ချောင်းထောင်လို့ရတယ်အဲ့ဒါနဲ့မောင်လေးကိုဒီကောင်က attach လုပ်ပေးလိုက်မယ်ဆိုတော့ဒီကောင်ကတော့မောင်လေးရဲ့ဒီ original camera application မှမဟုတ်ဘူးအမတို့ TikTok တို့တခြားတပ်ပါတီ application တွေကိုလည်းသူက support လုပ်ပေးရဆိုတော့ AI tracking လုပ်လို့ရတယ်ပေါ့နော်ဟုတ်အဖို့အဆင်ပြေသွားတာပေါ့နော်နော်ဟုတ်တယ်တော်တော်အဆင်ပြေသွားတယ်ပြီးတော့ဒီကောင်ကကျတော့အမတို့ tracking မဲမဟုတ်ဘူးဆိုတော့ဒီကောင်ကကျတော့ face light ဖြစ်သုံးပြီးလို့ရတယ်ဆိုတော့ face light ဖြစ်သုံးပြီးလို့ရတဲ့အတွက်ကြောင့်အမတို့ကအလင်းအားနဲ့နေတဲ့အခြေအနေတွေတော့မောင်လေးကအမှောင်ထဲမှာရိုက်ချင်တဲ့အခြေအနေမျိုးမှာဆိုရင်ဒီကောင်ကအလင်းလုပ်ပေးတယ်ဆိုတော့ဘယ်လိုမျိုးလဲဆိုရင်အမတို့သူ့ကိုအလင်းဖွင့်လိုက်ပေါ့နော်ဖွင့်ပြီးသားပြီဆိုရင်အမတို့က၄ဆင့်ရတယ်ဒါဆိုရင်လောကအလင်းဆုံးအဆင့်ဆိုတော့တော်တော်လေးနဲ့ထဲပါရဲပေါ့နော်အဲ့လိုသုံးရတာလားကျွန်တော်အခုမှသိတယ်နော်ဆိုတော့အမတို့တော်တော်ကိုတူးတစ်ခုတည်းနဲ့တော်တော်သုံးလို့ရသွားရဲပေါ့နော်ဆိုတော့အဲ့လိုမျိုးလေးပါတယ်ပြီးသားပြီဆိုရင်အမတို့ကပိတ်ချင်တယ်ဆိုရင်တော့ပြန်ဖိလိုက်ရတယ်အဲ့လိုမျိုးလေးရှိတယ်ပေါ့နော်ပြီးတော့ရင်သူက DI မဲမကသေးဘူးပေါ့နော်အမတို့DJI Mic Mini transmitter တစ်လုံးသိရမလား transmitter တစ်လုံးနဲ့ရှိအောင်နဲ့အမတို့ကဒီကောင် receiver အဖြစ်သုံးပြီးလို့ရတယ်ဆိုတော့ receiver အဖြစ်သုံးပြီးလို့ရတဲ့အတွက်ကြောင့်အမတို့ကဘယ်လိုလဲဆိုရင်ပုံမှန်အဖြစ်အမတို့ DJI Mimo အရင်တော့application နဲ့သုံးရရင် Osmo Mobile 7မှာဆိုရင်သူကသူ့ရဲ့ application ထဲမှာပဲ transmitter ကို support လုပ်ပေးတာပေါ့နော်အမတို့ဒီကောင်မှာကျတော့ multi functional module လေးကိုသူက receiver အဖြစ်သုံးပြီးလို့ရတဲ့အတွက်ကြောင့်သူ့ကို type C to type C သူ့မှာပါတဲ့ကြိုးလေးရှိတယ်ပေါ့နော် Osmo Mobile 7P မှာပါတဲ့ကြိုးလေးနဲ့ချိန်ပြီးတော့အမတို့ transmitter နဲ့ Bluetooth ချိန်ပြီးတော့ဘယ် application မှာတုံသူကအဲ့ mic ကို support လုပ်ပေးတယ်အဲ့လိုဖြစ်သွားရဲပေါ့နော်ဆိုတော့တော်တော် function စုံတယ်ဒီကောင်လေးစုံတယ်လေဒီကောင်လေးကအဲ့လိုသုံးရတယ်ဆိုတော့အမပြပပဲသိတော့ရောကျေးဇူးပဲတော့နော်ဟုတ်ရရမောင်လေးဟုတ်ကျေးဇူးပါဟုတ်ကဲ့ပါ